ဒီကောက်ကိုပြပေးလိုက်မယ် Ah so pretty မတင်ရင်တဲမောပေါ်မှာလည်းနေတယ်လို့ပြောတယ်ရှောင်းမရည်နဲ့လေစပင်းနေပြန်ဖွာနေပြီနည်းနည်းပြန်ရိုက်ရမယ်ပြန်ပြင်ရတော့ပြောစရာရှိရပြောစရာရှိရ有比较过杯啊？ကျော်လိုက်တာဒီနေရာလေးကောင်းတယ် အဲ့ဒါတရက်ဒီချော်ကြီးတောက်လာတာ I really like this place so cool တရက်ဒီမဲ့ပြော်ကြီးတောက်လာပုံမှန်ပြပြစရာတခုရှိရတယ်ပကံသွားမဲ့ရက်ထွက်လာတယ် ပါလေးလား ကိုခဏကိုတိုင်းလောက်တော့လက်ကြည့်ပါ အဲ့လိုမဟုတ်ပါ A little bit of Erica in my life No ပြောစရာပါမင်းကလေးရောပြောရလား Don't you know that ကြည့်တယ်လေကိုအင်္ဂလိပ်လို့အဲ့ဟာ It's like ကိုက copyright တယ်မဆို This is so အိန္ဒိယအကြီးကခေါင်းရိုက်ခွဲလို့ရကောင်းရိုက်ခွဲကိုက်ချင်တယ်ကမတူလို့လားဟလား တူတယ်ဒီလိုမျိုးလှပရဲ့ကောင်မလေးနဲ့သူ့ရဲ့အချင်းတော်နဲ့လာဆိုအချင်းကြီးတူမစားချင်ဘူးထင်တော့တစ်ခုပဲဒီတယောက်ကတို့ထင်ပါပဲလေဒါဘယ်လိုပြောရမလဲအိတ်ဆွဲပေါ့အိတ်ဆွဲပေါ့အိတ်တွေပါအထုပ်တွေပါလိုက်ဆွဲပေးလူလေ ကိုကအဲ့ဒါချုပ်တယ်ဒီလားဘာလို့ချုပ်လဲဒီလား ဒါလို့ ချစ်တယ်ပါကျောင်းပိတ်ရက်တွေရှိရသည်လား ရရရကြ Yes he ordered that George this shop is so cool ဒီလိုမျိုးလေးအဲ့ဒါပြမယ်အဲ့တော့စပင်ကောက်နေရောသူ့ကလေးတယောက်ကလည်းနေရရဲ့စပင်ကောက်ကြီးရမျိုးပြောပါဘာဖြစ်လဲတိချဲချုံလေးလည်းကောက်တယ် စိတ်ပါကောက်တယ်လို့ မမစိတ်ကောက်လို့တာလေပြရင်လိုက်ရမလားသူတို့ဟဲ့လောက်လဲဆိုတာအရင်ဆိုးရသူကဟော အဲ့လိုမျိုး တောင်းမှန်တယ် ရ ဆို င်းနဲ့ တောင်းမှန်တယ်ဆိုတာမလို့ကျင် ဒီမချမ်းနဲ့ နောက်တစ်ခါတော့မမအဲ့လိုမဖြစ်စေရပါဘူးအဲ့လိုဖူးစမ်းတာဒီစားပြောင်းတဲ့ရေ အဲ့ဒါအဲ့လိုတော့နော် ဒီကြလား ဖြစ်နေတာ ဖြစ်မှာဖြစ်မှာလေ ဟုတ်ရအဲ့လို follow up question တွေအရင်လာတယ်အဲ့ဒါအရင်စိတ်ညစ်စရာကောင်းတယ်တေးအဲ့ဟုတ်တယ်လို့ပြောတဲ့ဟာကိုတေးချ ဟုတ်တယ်မမတော့ပြီဒါအရင်ဆွကြွေးနေရပဲဒီအခုဝအောင်စားထားဆိုပုံစံမျိုးနဲ့အောင်တူနေပြီ ဟုတ်ပါဘူးစကားတွေတော်တော်ပြောနေတာ ပြောရပါမယ်လေမဖြစ်ဘူးတဲ့ ဖြစ်မဝမ်းနေ ဝါလက်ဆန်သွားလိုက်တာ